အညိုရောင်ဝတ်မော်ဆရာကြီးဟာဒီတော့တစ်ခုလုံးအမောင်အင်အားစုတွေရဲ့ဝါမျိုးချင်းကိုခံနေရပြီဆိုတာကိုရိပ်မိသွားပါတယ်မြေပြင်နက်မှာလည်းတေဆုံးနေတဲ့တတဝါတွေကနေရာနက်မှာပဲအဲ့ဒီအချိန်မှာသူဟာမြေပြင်ပေါ်မှာတေလူမျောပါဖြစ်နေတဲ့ဖြူကောင်လေးတစ်ကောင်ကိုတွေ့ပြီးကောက်ယူလိုက်ပါတယ်သူ့ရဲ့လက်ချောင်းလေးတွေနဲ့ထိလိုက်မိတဲ့စက္ကန့်ပိုင်းမှာတင်ရွှင်ရှာဖွေကောင်းတဲ့မကောင်းဆိုးဝါးအင်အားစုတစ်ခုကသူ့ကိုရိုက်ခတ်သွားတာကိုခံစားလိုက်ရတာပါသူဟာအစိတ်ဖြေဆေးတွေတုံးပြီးကုသဖို့စူးစမ်းပေမဲ့ဖြူကောင်လေးကတော့နာကျင်လွန်းလို့တုံရင်နေပြီးဘာမှလည်းကျွေးလို့မရတော့ပါဘူးအဲ့ဒီအချိန်မှာပဲပြတ်တင်းပေါက်ပြင်ဘက်မှာအေယာမအရေးကြီးတစ်ခုပေါ်လာပြီးနေရန်ကိုကက်ကတဖြည်းဖြည်းချင်းအနားကိုတိုးကပ်လာပါတယ်အဲ့ဒီတော့မှမော်ဆရာကြီးကသဘောပေါက်သွားတာပါဒီကောင်လေးကအစိတ်မိနေတာမဟုတ်ပါဘူးအမောင်ထူးကသူ့ကိုအတွင်းထဲကနေဝါမျိုးနေတာပဲဖြစ်ပါတယ်သူဟာမဆိုင်မတ်တော့ပဲသူ့ရဲ့မော်တော်ဝေးထိတ်ကကြောင်မြတ်ရတနာကိုဖြုတ်လိုက်ပြီးဂါထာတွေစတင်ရွတ်ဆိုပါတော့တယ်ဖြူကောင်လေးရဲ့ကိုယ်ထဲကအမောင်အင်အားစုတွေကိုတဖြည်းဖြည်းချင်းအပြင်ကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့ဖြူကောင်လေးဟာအသက်ပြန်ရှူနိုင်လာပြီးရှင်တန်လာပါတော့တယ်အမောင်ထူးပြောက်ွယ်သွားတာနဲ့အတူအပြင်ကမကောင်းဆိုးဝါးကြီးလည်းတိတ်ဆိတ်ထွက်ပြေးသွားခဲ့ပါတယ်မော်ဆရာကြီးကတကားကိုဖွင့်ပြီးအပြင်ကိုထွက်စစ်ဆေးတဲ့အခါမှာတော့အေယာမပင့်ကူကြီးနှစ်ကောင်ကိုတွေ့လိုက်ရတာပါသူ့ရဲ့ငှက်ငယ်လေးကလည်းဒီပင့်ကူတွေနဲ့ပတ်သက်တဲ့တဲလွန်ဆက်တွေကိုပြန်တန်းပြီးသတင်းပို့လာပါတယ်အဲ့ဒီသတင်းကိုကြားတာနဲ့မော်ဆရာကြီးဟာယုံတွေဆွဲတဲ့တစ်တလဲကိုစီးပြီးတောအုပ်တောင်ဘက်ကဒိုးကူတာရဲ့တိုက်စီကိုချက်ချင်းပဲအရှိန်နဲ့မောင်းထွက်ခဲ့ပါတော့တယ်အဲ့ဒီနေရာကတော့တကယ့်ကိုပျက်စီးယိုယွင်းနေပြီးအေးဆက်ဆူဆွတ်တဲ့နေရာကြီးပေါ့မော်ဆရာကြီးကတက်နိုင်သမျှတတိထားပြီးတွားနေပေမဲ့လည်းတခုခုကိုတော့တွားပြီးနှိုးလိုက်မိပုံရပါတယ်အမောင်ဝိညာဉ်တကောင်ကဓာတ်ကိုဆွဲထုတ်ပြီးသူ့ကိုအနောက်ကနေခိုးထိုးဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့မော်ဆရာကြီးကတုံ့ပြန်မှုမြန်ဆန်လွန်းတာကြောင့်အဲ့ဒီဓာတ်ကိုသူ့ရဲ့လက်ထဲကနေလွင့်ထွက်သွားအောင်အမိအယရိုက်ချလိုက်ပါတော့တယ်မော်ဆရာကြီးယာဂတ်ဟာအမောင်ထူထဲမှာအင်အားစုဆောင်နေတဲ့အမောင်ရှင်သခင်စော်ယုံကိုလက်မြင်လိုက်ရတဲ့အခါမှာတော့ဒါဟာသူတယောက်တည်းရင်ဆိုင်နိုင်တဲ့အနည်းမျိုးမဟုတ်မှန်းချက်ချင်းသိလိုက်ပါတယ်အဲ့ဒါကြောင့်ပဲသူဟာအမြန်ဆုံးဆုတ်ခွာပြီးဂန်နပ်စီကိုအကူအညီတောင်းဖို့ထွက်လာခဲ့တာပေါ့ဂန်နပ်ဟာယာဂတ်ယူလာတဲ့အမောင်သားကိုမြင်လိုက်ရတဲ့အချိန်မှာတော့အမောင်ထူကကဘာမြေပေါ်ကိုတကယ်ပဲပြန်ရောက်လာပြီဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူတို့ပတ်လည်မှာဝက်ကွမ်ပူလူကြီးတွေရဲ့ဦးတန်တွေဟိမ့်ထွက်လာပါတော့တယ်အုတ်ကင်းထောက်တွေရောက်လာပြီဆိုတာကသူတို့နောက်မှာအုတ်တက်ဖွဲ့ကြီးကပ်ပါလာပြီဆိုတဲ့အတိတ်ပဲပါပဲမင်းတို့ခီးစဉ်အကြောင်းဘသူကိုပြောခဲ့သေးလဲလို့ဂန်နပ်ကမေးတဲ့အခါတူရင်ကဘသူကိုမှမပြောခဲ့ဘူးလို့ညင်းပေမဲ့အခုတော့သူတို့ဟာအမဲလိုက်ခံနေရပြီဆိုတာတေချာသွားပါပြီမြင်းတွေကလည်းကြောက်လန့်ပြီးထွက်ပြေးကုန်ကြတာကြောင့်သူတို့မှလွတ်လန်းမရှိတော့တဲ့အချိန်မှာယာဂတ်ကအနစ်နာခံပြီးအာယုံလွှဲဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါတွေကဂန်နာဘက်ဝန်ပူတွေတော့မင်းကိုအမိလိုက်နိုင်တယ်လို့ဂန်နပ်ကတတိပေးပေမဲ့ယာဂတ်ကတော့ငါစီမာကယော့စ်ကိုဘယုံတွေရှိတာပဲစမ်းကြည့်ကြတာပေါ့ဆိုပြီးသူ့ရဲ့ယုံလဲနဲ့အုတ်ခရီကိုတောနက်ထဲမြခေါ်သွားပါတော့တယ်ဒေါ်တိုင်းမြေပြင်ပေါ်မှာတဲထိတ်ရင်ဖို့လိုက်တန်းပြေးတန်းကြီးဆက်တင်ပါတော့တယ်ဝန်ပူတွေကြီးတွေကယာဂတ်နောက်ကိုတကောက်ကောက်လိုက်နေတော့မှပဲဂန်နပ်နဲ့လူပူလေးတွေကတစ်ဖက်ကနေခိုးထွက်ခဲ့ကြတာပေါ့ဒါပေမဲ့အုတ်တကောင်ကတန်တရားဖြစ်ပြီးကြောက်ဆောင်ဘောကလက်ရှာရာကနေလူပူလေးတွေပုံနေတာကိုရိပ်မိသွားပါတယ်။ဒူရင်ကအခြေအနေမဟန်တာနဲ့အဲ့ဒီအုတ်ကိုအမြန်တခိုင်းလိုက်ပေမဲ့အုတ်ရဲ့ဒေခါနီအော်ဟစ်တန်ကသူတို့ရှိနေတာကိုတက်ဖွဲ့ကြီးစီအချက်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့တာကြောင့်ဝန်ပူတွေတက်ဖွဲ့ကြီးကသူတို့စီကိုတဲ့မမတ်ဦးတီပြီးဝုန်းခနဲ့ပြေးဝင်လာပါတော့တယ်။အခြေအနေကအတော်လေးစိုးရိမ်ရတဲ့အချိန်မှာဂန်နပ်ကကြောက်ဆောင်အောက်ကရှိုးဝက်လန်းကြောင်းတစ်ခုကိုတွေ့သွားပြီးလူတိုင်းကိုအထဲဝင်ခိုင်းလိုက်ပါတယ်။သူတို့ဟာအုတ်တွေလက်ကနေခစ်တလွတ်မြောက်သွားပြီးချင်းမြောင်းတဲ့လိုင်ကောင်းရဲကနေတိုးထွက်လာတဲ့အခါမှာတော့အဆုံးမှာဘယ်သူမှမထင်မှတ်ထားတဲ့အေဂျင့်တာရပြီးလက်ပလုံးနဲ့အဲဘ်နယ်မြေကရဲတိုက်ကြီးတစ်ခုစီကိုရောက်ရှိသွားပါတော့တယ်